ရှင်ဒီအိမ်ပေါ်မှာလည်းဖောက်ပြန်ခြင်းနေရမလားအမလေးလေးဒါဘာဖြစ်နေကြရောတာနေမလေးနေခေါ်လာအိမ်ပေါ်မှာလာကြည့်ပါဦးငါ့ယောက်ျားကလေးပေါ်ရောက်နေပြီဟဲ့ မင်းမဟုတ်ပါဘူးကွာကိုမင်းချိန်ပြီးတော့ဝင်အိမ်လိုက်မိတာ အော်ဒီစင်နဲ့မှားကြလားရှင်ဒီအိမ်ပေါ်မှာလည်းဖောက်ပြန်ခြင်းနေရမလား မဟုတ်ပါဘူးမြလေးရဲ့ကိုတကယ်မသိလို့ပါ ပြောစမ်းဒီဟာမှရှင်ကိုဘယ်ချိန်နဲ့မြှူဆွဲရတယ်ပြော အမလေးအမယောက်ျားအမလည်းကြိုက်တယ်သူကလည်းစိတ်တောင် ဟောမကြိုက်လို့ပဲနင်ကငါ့ယောက်ျားကလေးပေါ်ရောက်နေပြီလေ အဲ့ဒါအရှင်းလွဲရတယ် ကျေဦးတဘလို့ဖြစ်လာတယ်ဟာနင်ဘာလို့ကိုတင်မောတို့အိတ်နေရလဲလို့ မဟုတ်ဘူးလို့ငါပြောရမဟုတ်လားအဲ့ရခင်းနေတဲ့ခါနာလာလို့ဆိုပြီးတော့အိတ်လိုက်တာလေအဲ့ဒါဘာဆက်ဖြစ်လဲငါလည်းမသိတော့ ဟာမင်းကဘာစကားကြီးတော့ငါမင်းမချိန်ပြီးဝင်အိမ်လိုက်တာနော်ငါမင်းဘာမှမလုပ်ဘူး ကိုတင်မောဘလို့ဖြစ်လာလဲဗျာကျွန်တော်ရှင်းပြပါဦး ငါလည်းအလောက်ကပြန်လာပြီပြင်မန်းလို့တရင်ဝင်မေးလိုက်တယ်ကွာမောင်မင်းပဲအိမ်နေတော့ငါမင်းပါပဲထင်တာပေါ့မင်းမကို့ကိုရုံးပါကွာကိုတကယ်ဘာမှမလုပ်ပါဘူး တွေ့လားမမောက်ကျွန်တော်ပြောတာပဲအစကတည်းက one black inverter တက်လိုက်ပါလို့အခုတော့မဖြစ်နေတာဖြစ်ကုန်ပြီ အေးလေစားရက်ပြောတာပဲဒီလောက်အကန့်အသတ်နဲ့ပြောနေတဲ့ဥစ္စာအေးဘာသာကိုတက်ပါနားအောင် တော်တယ်နင်မစက်ပါပိုက်ထား